ဒီနေ့ခေတ်မှာလူအတော်များများကဝေပင်တောက်တာဟာကျမ်းမာရေးဝဲဘာမှမဖြစ်ဘူးအန်ဒီရဲ့ကင်းတယ်လို့ထင်နေကြပါတယ်ဒါပေမဲ့တကယ်တင့်ခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုသိရင်သင်အံ့တော်သွားပါလိမ့်မယ်သင် vape ကိုတစ်ချက်ဆုပ်လိုက်တဲ့ခဏမှာတင်ဓာတုပစ္စည်းတွေဟာသင်ရဲ့အဆုပ်ထဲကိုတိုက်ရိုက်စီးဝင်သွားပါတယ်သင်ရဲ့လေးပြင်းတွေဟာချက်ချင်းဆိုစလိုတုံ့ပြန်မှုတွေဖြစ်ပေါ်လာပြီးအမုံအမွားလေးတွေဟာအဆုပ်ရဲ့အနက်ရှိုင်းဆုံးနေရာအထိရောက်ရှိသွားပါတယ်အဲ့ဒီနောက်မှာတော့နီကိုတင်းနဲ့တခြားတဲ့ပေါင်းတွေဟာသွေးကြောတွေကိုလင်းမြန်စွာရောက်ရှိသွားပြီးခန္ဓာကိုယ်ရဲ့အောက်ဆီဂျင်ပို့ဆောင်မှုကိုပါစတင်ထိခိုက်စေပါတော့တယ်။နီကိုတင်းဟာသွေးကြောထဲကနေတဆင့်အုံနောက်စီကိုစက္ကန့်ပိုင်းအတွင်းရောက်ရှိသွားပါတယ်။အဲ့ဒီအခါမှာတင့်ကိုပိုပြီးနိုးကြားလာသလိုအာယုံစူးစိမ့်မှုကောင်းလာသလိုခံစားရစီပြီးဒေါပမင်ထွက်လာတာကြောင့်စိတ်ထဲမှာခေတ္တခဏပျော်ရွှင်မှုကိုခံစားရစီပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့တင့်ရဲ့နှလုံးဟာလည်းစတင်တုံ့ပြန်ပါတော့တယ်။နှလုံးခုန်နှုန်းတွေမြန်လာပြီးသွေးကြောထဲကဓာတုပစ္စည်းတွေကိုပြန့်နှံ့အောင်ပိုပြီးအားစိုက်ရုန်းကန်ရပါတယ်။သွေးကြောတွေကျဉ်းသွားတာကြောင့်သွေးတိုးနှုန်းမြင့်တက်လာပြီးနှလုံးအတွက်ဝင်ထုတ်ဝင်ဖို့ဖြစ်စေပါတယ်။အဆုတ်ထဲမှာတော့လေဖြွန်တွေကိုတန့်စင်ပေးတဲ့အမွေးအမြင့်လေးတွေရဲ့လှုပ်ရှားမှုဟာနှီးကွေးသွားတာကြောင့်ခန္ဓာကိုယ်ရဲ့တဘာဝအတိုင်းတန့်စင်ပေးတဲ့စွမ်းရည်လျော့ကျသွားပါတယ်။အသည်းကလည်းနီကိုတင်းတွေကိုခြေဖြတ်ဖို့အတွက်အရင်ကထက်ပိုပြီးအပင်ခံအလိုလုပ်ရပါတယ်။ကြောက်ကတ်ကလည်းဘေးထွက်ပစ္စည်းတွေကိုစစ်ထုတ်ဖို့ကြိုးစားရတာကြောင့်စီးသွားတာကိုအနှဲငယ်ပိုများစေပါတယ်။အချို့အားဖြင့်ပြောရရင်တော့တင်းရဲ့နားကြောစနစ်နှလုံးနဲ့သွေးကြောစနစ်စွန့်ထုတ်မှုစနစ်တွေအားလုံးဟာတပြိုင်တည်းမှာအလွန်အမြင့်အားစိုက်ပြီးလှုပ်ဆောင်နေရတာဖြစ်ပါတယ်။ဘေးပင်ကြောင့်ရရှိတဲ့စိတ်ကြွမှုဟာခေတ္တခဏပဲဖြစ်ပြီးမဲ့အချင်းချင်းတောက်တုံချင်းကတင်းရဲ့အဆုပ်နှလုံးနဲ့သွေးကြောတွေကိုရေရှည်မှာဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်အန်ဒီရဲ့ကင်းတယ်လို့ထင်နေတဲ့အရာတစ်ခုကတင်းရဲ့ကျန်းမာရေးကိုတဖြည်းဖြည်းချင်းလောင်ကျွမ်းနေတာမျိုးမဖြစ်ပါစေနဲ့။ဒီဗီဒီယိုလေးကတင်းအတွက်ဒါမှမဟုတ်တင်းပတ်ဝန်းကျင်ကလူတွေအတွက်အကျိုးရှိမယ်ဆိုရင် like and follow လုပ်ပြီးဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲကျန်းမာကြပါစေ။